မိတ်ဆွေတို့ရေမင်္ဂလာပါဗျဒီနေ့ကျွန်တော်ပြန်လည်ပြီးမျှဝေပေးသွားမယ်အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ဖုန်းဖွင့်လိုက်ပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့ internal line ဖွင့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဖုန်းပေတွေကျွန်တော်တို့ရဲ့ internet data တွေရဆိုရင်ပေါ့နော်ခဏလေးနဲ့ကုန်သွားတယ်ဆိုတော့မိတ်ဆွေများအားလုံးတို့ပေါ့နော်ကျွန်တော်တို့တွေဖုန်းပေနဲ့ internet data တွေမကုန်လွယ်အောင်ပေါ့နော်ကျွန်တော်တို့လှုပ်ဆောင်ရမယ်အချက်လေးတွေရှိပါတယ်ဒါဆိုရင်ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဆိုတာကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအစဆုံးကြည့်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်ဒါဆိုရင်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာပါတဲ့ setting တွေကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျ setting တွေကိုဝင်ပြီးပါပြီဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင် app ဆိုတဲ့ကျွန်တော်တို့ဒီ software ဒီစာတန်းလေးကိုမိတ်ဆွေတို့အနေနဲ့လိုက်ရှာပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်တော့ app မန်ဆိုတဲ့ကျွန်တော်တို့ဒီစာတန်းခလောက်လေးပေါ့နော်ဒီစာတန်းလေးကိုကျွန်တော်ဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့တွေအသုံးမပြုတဲ့ software တွေကိုပေါ့နော်ကျွန်တော်တို့အနေနဲ့လိုက်ပြီးတော့ပိတ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အနေနဲ့ internet ဘေးတွေဘာကြောင့်မို့ကုန်သွားတာလဲဆိုရင်ကျွန်တော်တို့ဒီထဲမှာရှိတဲ့ software တွေကဆိုရင်ကျွန်တော်တို့အနေနဲ့ internal line ဖွင့်လိုက်ပြီးဆိုတော့ပေါ့နော်သူ့အလိုတူကျွန်တော်တို့ internet data တွေကိုနောက်ကနေပေါ့နော်ကျွန်တော်တို့အသုံးပြုနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ internet data ဆိုရင်ခဏလေးနဲ့ကုန်သွားတာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့မသုံးတဲ့ software တစ်ခုတည်းကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့နည်းနည်းလေးအပေါ်ဆွတ်တင်လိုက်မယ်ဆွတ်တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင် data use ဆိုတဲ့ကျွန်တော်တို့စာတန်းခလုတ်လေးကိုကျွန်တော်ဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျ data use ဆိုတဲ့စာတန်းခလုတ်လေးနှိပ်ပြီးသွားပြီဆိုတော့ဒီမှာဆိုရင်အောက်ဆုံးမှာရှိတဲ့ background data ဆိုတဲ့ကျွန်တော်တို့ဒီနေရာလေးမှာဆိုရင်ကျွန်တော်တို့အခုလိုမျိုးလေးပွင့်နေတယ်ပေါ့နော်အခုမျိုးလေးပွင့်နေဆိုရင်ကျွန်တော်တို့အနေနဲ့အဲ့ဒီစာတန်းလေးကိုအဲ့ခလုတ်လေးကိုကျွန်တော်တို့အနေနဲ့ပိတ်ပေးရမှာပဲဖြစ်ပါတယ်ဗျအခုလိုမျိုးပိတ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ internal line ဖွင့်လိုက်တဲ့အခါတိုင်းပေါ့နော်ကျွန်တော်တို့ဆိုရင်ဒီ software ဆိုရင်ကျွန်တော်တို့သူ့ရဲ့ software တွေကိုဝင်ပြီးတော့အသုံးပြုမှတာလည်းကျွန်တော်တို့ရဲ့ internet ပဲကုန်သွားမှာပဲဖြစ်ပါတယ်ဗျသူ့ရဲ့ software တွေကိုမဝင်မဲနဲ့ဆိုရင်ကျွန်တော်တို့မဝင်ပဲထားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ software ဆိုရင် internet data ပေါ့နော်ကျွန်တော်တို့လိုပေါ့နော်ကျွန်တော်တို့ကုန်သွားတဲ့နီလန်းလေးကိုကျွန်တော်တို့ short ချပြီးသွားမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေတို့အနေနဲ့လည်းပေါ့နော်ဒီနီလန်းလေးကိုစမ်းပြီးတော့အသုံးပြုကြည့်ပါဗျဒါဆိုရင်မိတ်ဆွေတို့ရဲ့ internet data တွေကျွန်တော်တို့ဖုန်းပေတွေကုန်တာကိုကျွန်တော်တို့လွယ်တကူပေါ့နော်ဒါကျွန်တော်တို့ချွေတာနိုင်တဲ့နီလန်းလေးပဲဖြစ်ပါတယ်ဗျဒါဆိုရင်အခုလိုမျိုးဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page လေးကိုလည်း like and subscribe လေးတွေလုပ်ပြီးတော့ like and follower လေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ဒီနေ့မျှဝေပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျမိတ်ဆွေများအားလုံးလည်းအဆင်ပြေကြပါစေဗျ